1940 ခုနှစ်ဟိမဝန္တာတောင်ရဲ့တနေရာမှာတော့အမျိုးသား3ယောက်ဟာအိန္ဒိယပြည်ပိုင်းနယ်ထဲကိုတဖြည်းဖြည်းလမ်းလျှောက်ရင်းဝင်ရောက်လာခဲ့ကြပါတယ်။သူတို့အားလုံးကလွတ်လပ်ဖို့တစ်ခုအတွက်နဲ့မိုင်ပေါင်း4000ကျော်ကိုလမ်းလျှောက်ခဲ့တယ်ဆိုရင်ဒီဇလန်တစ်ပုဒ်ကယုံကျင်စရာကောင်းနိုင်ပါမလားလို့ပဲမေးခွန်းထုတ်ရတော့မှာဖြစ်ပါတယ်။1935ဒုတိယကမ္ဘာစစ်မီးနဲ့နိုင်ငံရေးအရှုပ်တော်ပုံတွေကြားမှာဟစ်တလာကပိုလန်နိုင်ငံကိုအနောက်ဘက်ခြမ်းစတာလင်ကအရှေ့ဘက်ခြမ်းကိုကိုစီကျူးကျော်ရင်းပိုလန်နိုင်ငံကိုတဝက်စီခွဲယူခဲ့ကြပါတယ်။ဒါကြောင့်ပဲယာနုရှ်အပါအဝင်ပိုလန်စစ်သားတွေကဆိုဗီယက်ရုရှားရဲ့လက်အောက်ခံတွေဖြစ်လာခဲ့ပါတယ်။တရားစီရင်ရေးမှာလည်းရုရှားတွေရဲ့သဘောတိုင်းဖြစ်လာတာကြောင့်အစစ်အတွင်းမှာအပြည့်ကျွလွန်ခဲ့မိတဲ့ယာနုတယောက်ဇနီးတဲ့နဲ့ချင်းချောက်ရင်းဆီရီးယားအချင်းစခန်းစီပို့ဆောင်ခြင်းခံလိုက်ရပါတယ်။မိုင်းထောင်ချီရက်လေးမျက်နှာစလုံးနှင်းတွေဖုံးနေတဲ့ဆီရီးယားကနင်းနေညညအေးစက်မှုတွေသာကြီးစိုးနေတဲ့နေရာတစ်ခုဖြစ်တဲ့အပြင်အချင်းစခန်းကလုံခြုံရေးသိမတင်းချက်ပေမဲ့ထွက်ပြေးဖို့ကြိုးစားရင်တော့အဆောင်တွေကဖြစ်ဖြစ်ယာတီဥရုကပဲဖြစ်ဖြစ်အလွယ်တကူဝါမျိုးသွားမှာပဲဖြစ်ပါတယ်။24နာရီခိုက်ခိုက်တုံနေတဲ့အေးဒံမပြေဝတဲ့အစာအာဟာရတွေကြောင့်အချို့အကျဉ်းသားတွေဆိုညဘက်ရောက်ရင်မျက်လုံးမြင်မြင်နိုင်ကြတော့တဲ့အခြေအနေအထိဖြစ်နေကြပါတယ်။ညစာကိုအရေးကျဲဆံပြုတ်တစ်ခွက်နဲ့ပေါင်မုတ်တစ်စုပ်ပဲရတဲ့ဒီအချင်းစခန်းကတကယ်ကိုရိတ်ခါရှားပါလုံးတဲ့အကြောင်းယာနုရှ်လည်းရောက်ချင်းညမှာတင်သိလိုက်ရပါတယ်။အောက်ကျသွားတဲ့ပေါင်မုတ်တစ်ခုကိုအသေးအတန်လိုက်ကောင်းနေတဲ့အဖိုးကြီးတယောက်ကြောင့်ယာနုရှ်လည်းသူ့ဝေစုတဲကခွဲပေးလိုက်ပေမဲ့မနက်သိမဲ့လူတယောက်ကိုဂယုဆိုင်နေမဲ့အစားဒီနေရာမှာကိုအသက်ရှင်ဖို့ကိုရုံးကန်တာကမှအမှန်ကန်တဲ့အကြောင်းစမစ်ဆိုသူကပြောသွားခဲ့ပါတယ်။ပိုလန်သားအပါအဝင်နိုင်ငံသားတွေဆိုရင်တိတ်မချီတဲ့စမစ်ကအမေရိကန်သားတယောက်ဖြစ်တဲ့အကြောင်းကာပရော့ကဝင်ပြောလိုက်တော့ယာနုရှ်နဲ့ကာပရော့လည်းပြစ်မှုကိုစီမိတ်ဆက်ရင်မိတ်ဆွေတွေဖြစ်သွားခဲ့ကြပါတယ်။ယာနုတို့လိုစစ်စပိုင်တွေအပါအဝင်ဆိုဗီယက်အစိုးရအမြင်မကြည့်ရင်မကြည့်သလိုဖန်တာတက်တဲ့ဒီအချင်းစခန်းမှာနိုင်ငံရေးအကျဉ်းသားတွေတာမန်ပြစ်မှုကျူးလွန်သူတွေကဆလို့လူဆိုးတခုတွေအထိပြည့်နေနေတဲ့အကြောင်းကာပရော့ကရှင်းပြလိုက်ပါတယ်။သူတို့အားလုံးကဆိုဗီယက်အစိုးရရဲ့အမိန့်အာဏာအောက်မှာပိုက်ကွန်တစ်ခုထဲမှာပိတ်မိကြတာဖြစ်တဲ့အကြောင်းကာဘရော့ကပြောလိုက်တော့ဒီပိုက်ကွန်ထဲကနေတိုးထွက်ဖို့ကြိုးစားခဲ့မှုတဲ့တစုံတယောက်များရှိလားလို့ယာနုရှ်ကပြန်မေးလိုက်ပါတယ်။ဒီအချင်းစခန်းအပါအဝင်ရုရှားနယ်မြေတိုင်းကိုခေါင်းဆောင်စတာလင်ကစောင့်ကြည့်နေတာမို့ဆီးရီးယားရဲ့နှင်းဖုံးတဲ့ရာသီဥတုအောက်မှာထွက်ပြေးတယ်ဆိုတာကိုယ်သေးတွင်ကိုတူးတာနဲ့အတူတူပဲဖြစ်တဲ့အပြင်ဒီအချင်းစခန်းထဲမှာလည်းကာဘရော့ပြောသလိုလူမိုက်တွေကကြီးစိုးတဲ့အကြောင်းယာနုရှ်ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရပါတယ်။အင်ဂျီတထဲအတွက်အဆောင်တယောက်ကိုခက်လွယ်လွယ်ပဲတက်ပစ်လိုက်တဲ့ရုရှားလူမိုက်ကောင်ကြောင့်ယာနုလည်းဒီစကန်ရဲ့အတိတ်နဲ့ကိုညာတွင်ချင်းသဘောပေါက်သွားခဲ့ပါတယ်။နောက်နေ့မနက်တစ်ကုတ်တွေ့ကြရတဲ့အချိန်မှာတော့ယာနုနဲ့စမစ်ကအချင်းချင်းမြန်မာတမ်းမိသွားတဲ့အခြေအနေပဲဖြစ်ပါတယ်။ဒီနေရာကအချင်းစကန်ဆိုပေမဲ့ထောင်တွေလိုတယောက်တခန်းတီးတန့်တွေထားနေတာမျိုးမဟုတ်ဘဲအစာအုပ်တစ်ခုထဲမှာအချင်းသားတွေအကုန်လုံးစုပြုံထည့်ထားတာကြောင့်ဒုက္ခသည်စခန်းလိုယောက်ျားလေးဘော်ဒါဆောင်လိုဖြစ်နေပေမဲ့တစ်ဖက်ကကြည့်ရင်တော့လူဆုံအကြောင်းဆုံတာကြောင့်တယောက်တစ်ပေါက်နဲ့တိတ်မပြင်းကြတာပဲဖြစ်ပါတယ်။နောက်နေ့ညမှာတော့တန်းတွေဒုက္ခပေးတာခံနေရတဲ့ယာနုရှ်ကိုကာဘရော့ကဖြည့်ရှင်းပြပေးလိုက်ပါတယ်။ဒီနေ့မှဒီချန်စီယိုတွေကိုကြော်လွှားသွားမဲ့သူဒီနေရာကနေလွတ်မြောက်ခြင်းစိတ်အပြင်းအပြနဲ့ထွက်သွားမဲ့သူကိုသူမျှော်နေတာဖြစ်တဲ့အကြောင်းလည်းကာဘရော့ကပြောပြလိုက်ပါတယ်။အရက်လေးမျက်နှာမှာနှင်းတွေဖုံးနေတဲ့အပြင်လက်ရှိကမ္ဘာစီးရေးကလည်းနီးရဓာတ်ကိုကြောက်နေရတာကြောင့်တကယ်တမ်းထွက်ပြေးကြတဲ့အခါနှင်းတူကြီးကိုကျော်လွန်နိုင်ရင်တော့သူတို့လွတ်မြောက်ကြအောင်မှမဟုတ်ဘဲဒီကြားတဲ့လမ်းကားပေါ်ပျောက်သွားသေးနိုင်သေးတာပဲဖြစ်ပါတယ်။တကယ်တမ်းနှင်းတော်ထဲမှာရွာလည်နိုင်နေပေမဲ့မြောက်ဘက်ကိုတက်တက်သွားမယ်ဆိုရင်တော့ကီလိုမီတာ900လောက်မှာဘေးကပ်ရေကန်ရှိတဲ့အကြောင်းကာဘရော့ကပြောပြလိုက်ပါတယ်။ရေကန်ကိုကျော်တာနဲ့နယ်နိမိတ်မြင်းစီကိုရောက်မဲ့ပြင်အဲဒီကနေတောင်ဘက်ဆိုက်ဘီရီးယားရထားလမ်းမွန်ဂိုနယ်ထိရောက်နိုင်တဲ့အကြောင်းကာဘရော့ကမြေပုံဆွဲရှင်းပြလိုက်ပါတယ်။လမ်းကြောင်းသာတေးကြတဲ့ဆိုရင်ယာနုရှ်ကຫນွေဦးရောက်တာနဲ့ထွက်ပြေးကြဖို့ပြောလိုက်ပေမဲ့ကာဘရော့ကတော့အဲ့ဒီလိုမျိုးမဟုတ်ဘဲလက်ရှိလိုရာသီဥတုပြင်းထန်တဲ့စောင်းဦးချိန်ကသာသူတို့ခြေရာဖျောက်လို့အကောင်းဆုံးဖြစ်တဲ့အကြောင်းထောက်ပြလိုက်ပါတယ်။ဒါဆိုရင်ယာနုရှ်ကအခြားသူတွေကိုပါခေါ်ခြင်းတဲ့အကြောင်းပြောပြလိုက်တော့ကာဘရော့ကအကုန်တင်နေတဲ့အကြောင်းကြက်လက်ကြရှင်းပြပေမဲ့ဘာပဲဖြစ်ဖြစ်လွတ်လွတ်လပ်လပ်သိရတာကပိုကောင်းတယ်လို့ခံယူထားတဲ့ယာနုရှ်ကတော့ပါမဲ့သူအကုန်ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ယာနုရှ်တို့ရိတ်ခါစုနေတဲ့အချိန်မှာလဲရာသီဥတုကပိုဆိုးလာတာမို့တနေ့အေးအေးထန်ကြောင့်တည်တဲ့သူကလည်းမနှဲလာပါဘူး။ဒီကြားတဲ့အဆောင်တွေကပါနှင်းတော်ထဲမှာဇို့အလုပ်ခိုင်းနေတာကြောင့်အခြေအနေကတစားအဆိုးဘက်ကိုပိုဦးတည်လာခဲ့ပါတယ်။အခုလဲမိုင်းတွင်ထဲမှာလှုပ်ရင်းကြောင်ကနန်းဖြစ်နေတဲ့ယာနုရှ်ကအိမ်ပြန်မဲ့ကြီးပဲတွတ်ပြောနေတာကြောင့်ယာနုရှ်ကိုထွက်ပြေးဖို့အစီအစဉ်တွေကိုပြောပြခဲ့တဲ့ကာဘရော့ဟာလူလိမ်တယောက်ပဲဖြစ်တဲ့အကြောင်းစမစ်ကပြောပြလိုက်ပါတယ်။လူသစ်တွေရောက်တိုင်းအဲ့ဒီလိုမျိုးမျှော်လင့်ချက်ပေးတတ်တာတွေဟာကာဘရော့ရဲ့အကျင့်တစ်ခုပဲဖြစ်သလိုလူသစ်တွေကိုဘလောက်ပဲမျှော်လင့်ချက်ပေးသူကိုယ်တိုင်ကတော့ဘယ်တော့မှထွက်မပြေးပဲအခုလဲယာနုရှ်ကိုပြောခဲ့တာတွေကမျှော်လင့်ချက်ပေးုံတက်ပဲဖြစ်တဲ့အကြောင်းစမစ်ကရှင်းပြလိုက်ပါတယ်။လောကမှာကာဘရစ်လိုလူတွေကအများသားဆိုပေမဲ့ယာနုရှ်ရဲ့လွတ်မြောက်ခြင်းစိတ်ကထွက်ပြေးလွတ်မြောက်ဖို့ကိုပဲဦးတည်နေခဲ့ပါတယ်။ဒါကြောင့်ယာနုသာတကယ်ထွက်ပြေးမယ်ဆိုရင်သူလိုက်မှာဖြစ်တဲ့အကြောင်းစမစ်ကပြောပြလိုက်ပါတယ်။အတင်းညကယာနုတကယ်ထွက်ပြေးမယ်အကြောင်းပြောလိုက်တော့သူမဟုတ်သလိုညင်းဆန်နေတဲ့ကာဘရော့ကိုစမစ်ပြောတဲ့အတိုင်းတွေ့လိုက်ရပါတယ်။လွတ်မြောက်မယ်ထွက်ပြေးမယ်ဆိုတဲ့ကာဘရော့ရဲ့စကားတွေကစမစ်ပြောတဲ့အတိုင်းမျှော်လင့်ချက်ပေးယုံနှန်းပုံမြင်တက်တွေဖြစ်နေတာကြောင့်ယာနုလည်းဆက်ပြောမနေတော့ပါဘူး။တကယ်ထွက်ပြေးကြမဲ့ယာနုနဲ့စမစ်တို့ရဲ့အဖွဲ့ထဲမှာတော့
ဇိုရန်ဘော့စ်ထောမတ်ကာစစ်တို့အပြင်ရုရှားလူမိုက်ဗာဂါပါအစစ်ပါလာခဲ့ပါတယ်သူ့ဘက်ကအကျွေးပတ်လို့ထွက်ပြေးကျင်တာဆိုပေမဲ့တကောင်သားကဓာတရန်ရန်နဲ့မို့ယာနုတို့လည်းမဖြစ်မနေခေါ်လာလိုက်ရပါတယ်တကယ်တမ်းထွက်ပြေးတဲ့ချိန်မှာတော့ချန်စီယိုကိုဖျက်ရခတ်မယ်လို့ထင်လိုက်ရပေမဲ့ကျိုးတို့ကျဲတဲ့ဖြစ်နေတာကြောင့်ဟိုကျော်ဒီခွာလုံရင်အသားရကြောဖြတ်လာခဲ့ပါတယ်အချိန်ကိုက်လေတွေပါထန်နေတာကြောင့်နှင်းမုံတွေကြားမှာယာနုတို့တွေဘာမှတဲတဲကွဲကွဲမမြင်ရပဲဖြစ်နေပါတယ်အဆောင်ခွေးတွေကိုကြောက်လို့သာဇိုပြေးလာခဲ့ကြပေမဲ့မတက်တာတဲ့အစုံအကာအကွယ်ရတဲ့နေရာလေးမှာခဏလောက်ပုံခုလိုက်ကြရပါတယ်ဇိုပြေးလာတာကြောင့်ကီလိုမီတာ20-30လောက်ရလာကြပေမဲ့ဒီအကွာဝေးကလွတ်မြောက်လာတာမျိုးတော့မဟုတ်ပါဘူးအဆောင်တွေသူတို့ကိုလိုက်ရှာဖို့ခက်တယ်ဆိုရင်တော့ဒီအေးတန်ဒီနှင်းနုထဲမှာကြာနေလို့မဖြစ်တာကြောင့်ရှေ့ဆက်ရမယ့်ရက်တွေအတွက်ပါသမရိတ်ခါတွေကိုအကုန်စုလိုက်ကြပါတယ်အချင်းစကန်ထဲမှာမထင်သလိုလူတက်တဲ့ဗာဂါကဘလောက်ပဲပြဿနာမရှာဘူးပြောအခုချိန်ထိယာနုရှ်အပါအဝင်ဘယ်သူမှသူ့ကိုမယုံကြတဲ့အခြေအနေပဲဖြစ်ပါတယ်နှင်းတော်ထဲမှာခရီးဆက်ရတာကချွေးမထွက်ဘူးဆိုပေမဲ့တေလောက်တဲ့အေးဒဏ်နဲ့နှင်းကိုက်တဲ့ဒဏ်တွေကိုတော့ခံကြရပါတယ်ဒီလိုနဲ့ခရီးဆက်လာခဲ့ကြရင်နေအောင်ကိုမြင်တဲ့ပထမအဆုံးနေ့မှာတော့အရက်မျက်နှာခွဲလိုက်နိုင်တဲ့ယာနုရှ်ကဘေးကရေကန်ရှိတဲ့ဘက်ချမ်းကိုရှာနိုင်လိုက်ပါတယ်ဘေးကရေကန်စီအချိန်3-4ပတ်လောက်ရှောက်သွားရအောင်မယ်အကြောင်းပြောပြလိုက်တော့ဘာစေကူပေါင်မှန်မသိလိမ်မာနေတဲ့ဗာဂါကဘာအန်ရယ်ပဲရှိယာနုရှ်ကိုသူကာကွယ်မှာဖြစ်တဲ့အကြောင်းထားပြောလိုက်ပါတယ်နှင်းတော်ထဲမှာ3-4ပတ်လောက်လမ်းလျှောက်ရအောင်မယ်ဆိုတော့ရိတ်ခါကတပတ်စာလောက်ပဲကျန်တော့တဲ့အပြင်သားကောင်ထောင်ဖမ်းဖို့အထိလည်းအချိန်မပေးနိုင်ကြတော့တာကြောင့်လမ်းမှာတွေ့တဲ့ရွာတွေစီကပဲကျုံတယ်လို့ခိုးစားကြဖို့ဗာဂါကလူဆိုးပီပီဝင်ပြောလိုက်ပါတယ်ဒီအကြံကအလုပ်ဖြစ်နိုင်ပေမဲ့သူတို့ကိုယ်တိုင်ထောင်ပြေးတွေဖြစ်နေတာကြောင့်ဗာဂါကလွှဲရင်ဘယ်သူမှသိသဘောမတူခဲ့ကြပါဘူးစကားကိုလက်ဆတက်ရင်ညအတွက်မီးလုံးဖို့ထင်းရှာကြပါတယ်အဲ့ဒီအချိန်ကာစစ်တရအမောင်ထဲမှာလမ်းပြောက်သွားခဲ့ပါတယ်ငကိုကလေးကညဘက်ဆိုရင်မမြင်တဲ့ကာစစ်ကိုယာနုကအာမခံရင်ခေါ်လာခဲ့ပေမဲ့အဒီနေ့ညကနှင်းတော်ထဲမှာအမြင်အာရုံတွေဝေဝါးရင်လမ်းပြောင်းနေတဲ့ကောင်လေးကိုသူတို့တွေရှာမတွေ့ခဲ့ကြပါဘူးနောက်တနေ့မနက်မှာတော့အေးဆက်ရင်အသက်မဲ့နေတဲ့ကာစစ်ရဲ့ခန္ဓာကိုယ်ကိုထိုင်လျက်သားလေးပြန်တွေ့လိုက်ကြရပါတယ်ဒါကြောင့်ပဲကာစစ်ကိုကောင်းကောင်းမွန်မွန်မြုပ်နှံပေးခဲ့ရင်သူတို့တွေခီးဆက်လာခဲ့ကြပါတယ်လွတ်မြောက်ရလမ်းကိုကိုစီရှောင်းလန်းကြရတယ်ဆိုပေမဲ့ကံမကောင်းအကြောင်းမလားတော့ကာစစ်တယောက်လမ်းတစ်ဝက်မှာပဲအသက်မဲ့ခဲ့ရပြီဖြစ်ပါတယ်တိတ်မကြခင်မှာပဲနှင်းတူကြီးကိုကြော်လွန်ခဲ့ကြပြီဆိုပေမဲ့ယာနုတို့တွေရိတ်ခါမရှိတော့တာကြောင့်အားနေတဲ့အခြေအနေကိုကိုစီခန်းစားလာခဲ့ကြပြီလည်းဖြစ်ပါတယ်ဒီအတော်တွင်ပုံတွေကြီးဆွဲနေတဲ့ Thomas နဲ့ဟာသားတွေကြီးထိုင်ပြောနေတဲ့ Zoran ကလည်းတိတ်မတဲကြတော့ပါဘူးဒီနှစ်ယောက်တည်းကဘသူအရင်သေးမလဲဘသူအသားကိုအရင်စားရမလဲလို့ဗာဂါကမေးလိုက်တော့ဘသူမှသေစရာမလိုပဲမကြခင်ရေကန်စီရောက်တာနဲ့သူတို့တွေရိတ်ကအလုံးလောက်ရှာနိုင်မှာဖြစ်တဲ့အကြောင်းယာနုရှ်ကပြန်ပြောလိုက်ပါတယ်အစာအာဟာရမစားရလေလူတွေအင်အားကြီးနေလာလေခရီးမဆက်နိုင်ဖြစ်လာလေဖြစ်လာတာကြောင့်တခုခုကိုတွေးမိသွားတဲ့ယာနုရှ်လည်းလက်ကျန်အင်အားနဲ့သူတယောက်တည်းရေကန်ရှိမဲ့နေရာစီအရင်ဆုံးလမ်းသွားရှာဖို့ဆုံးဖြတ်လိုက်ပါတယ်တပတ်အတွင်းသူပြန်မလာနိုင်ခဲ့မယ်ဆိုရင်တော့အလုံးကိုအားကိုရင်ရှေ့ဆက်သွားခဲ့ကြဖို့မှာခဲ့လိုက်ပါတယ်ဒီလိုနဲ့ပဲယာနုရှ်တယောက်တောတောင်အလီလီကိုရှိသလိုစားရသလိုသွားရင်ကြော်ဖြတ်ပြီးမှတော့ငကိုနေရာကနေ3ရက်သွားရင်တွေ့ရမယ်ဘေးကရေကန်ကိုရှာတွေ့သွားခဲ့ပါတယ်အခြားအဖွဲ့သားတွေလည်းယာနုရှ်ရဲ့ဂျေဇုနဲ့ရေကန်စီကိုအောင်မြင်ခီးဆက်နိုင်ခဲ့ကြပါတယ်ဒီလိုနဲ့ပဲတွိုင်းတွေကတနေရာရောက်မှာတော့သူတို့တွေနောက်ကိုလိုက်နေတဲ့တယောက်ကိုစမစ်ကသတိထားမိသွားခဲ့ပါတယ်အဲ့ဒီလူသားရုရှားတွေကိုသတင်းပေးလိုက်မယ်ဆိုရင်သူတို့လည်းပြန်အဖမ်းခံရနိုင်တာကြောင့်ဒီလူကိစ္စကိုအရင်ရှင်းပြလိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်တော်ယုံရုပ်ဆိုရင်ဗာဂါကဓာတ်နဲ့ဝင်ထိုးဖို့စီစဉ်ထားပေမဲ့သူတို့နောက်ကိုလိုက်နေတာကပိုလန်မိန်းကလေးတယောက်ဖြစ်နေတဲ့အပြင်ရုရှားနယ်စပ်အထိသူတို့အဖွဲ့နဲ့အတူခရီးဆက်ချင်တာကြောင့်အခုလိုမျိုးခိုးချောင်ခိုးဝဲလိုက်နေရတာဖြစ်တဲ့အကြောင်းသိလဲရပါတယ်ထုံးစံတိုင်းမြစ်တာရှင်ကြီးယာနုရှ်ကအဖွဲတဲကိုခေါ်ချင်ခဲ့ပေမဲ့လူတယောက်တိုးလာရင်ပါဇက်တစ်ပေါက်လည်းတိုးလာတာပဲမို့ကျန်တဲ့သူတွေအားလုံးကသဘောမတူကြတော့ယာနုရှ်လည်းမတက်တာတဲ့အစုံဒီတိုင်းထားခဲ့လိုက်ဖို့ပဲဆုံးဖြတ်လိုက်ရပါတယ်တိတ်မကြခင်မှာပဲသူတို့ရေကန်စီကိုဆင်းလာတဲ့အချိန်မုတ်စိတ်ပြားဆွဲဆိုသလိုကန်ဆက်မှာနုံနစ်နေတဲ့တင်မင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်အားလုံးတက်ညီလက်ညီဝိုင်းဖမ်းပြီးမှတော့ဘေးကရေကန်စီပထမဆုံးရောက်တဲ့ညကတမင်သားနဲ့ဆူပြေးသွားခဲ့ကြပါတယ်အားလုံးကထောင်ပြေးတွေဆိုပေမဲ့တောတောင်ထဲမှာတယောက်တည်းဖြစ်နေတဲ့မိန်းကလေးတယောက်ကိုဒီတိုင်းထားခဲ့ဖို့လောက်ထိတော့လူစိတ်မခေါင်းပါကြသေးပါဘူးအစကမခေါ်ဘူးဘလောက်ပဲပြောအိုင်ရီနာလို့ခေါ်တဲ့အဲ့ဒီကောင်မလေးကိုညတွင်ချင်းသူတို့အဖွဲ့စီခေါ်လာခဲ့တဲ့ပြင်ရလာတဲ့တမင်သားကိုပါခွဲကြွေးလိုက်ကြပါတယ်မိန်းကလေးနဲ့ယောက်ျားလေးဆိုပေမဲ့အားလုံးကသူတို့ညမလေးသူတို့သမီးလေးလို့သဘောထားကြတာကြောင့်ဘာပြဿနာထွေထူးမှတော့မရှိပါဘူးအာရီနာတခုခုကိုဖုံးကွယ်ထားတယ်လို့ရိပ်မိနေတဲ့စမစ်ကအဲ့ဒီမိန်းကလေးကြောင့်လန်ခီကြန့်ကြတာမျိုးမဖြစ်စေချင်တဲ့အကြောင်းယာနုရှ်ကိုပြောပြလိုက်ပါတယ်တကယ်တမ်းခီးဆက်ကြတဲ့အချိန်မှာတော့အာရီနာကမိန်းကလေးဆိုပေမဲ့ယောက်ျားလေးတွေနဲ့ဒန်းတူသွားလာနိုင်တဲ့ပြင်တခါတလေဆိုရင်မိန်းမချန်လေးကထွက်လာတတ်တာကြောင့်တချို့လန်ခီတွေဆိုရင်သူ့စီကအကူအညီတောင်ပြန်ရနေခဲ့တာပါရုရှားတွေလက်ထက်မှာမိဘတွေအသက်ခံခဲ့ရတဲ့အာရီနာကရုရှားစုပေါင်း400ခွက်တဲကနေထွက်ပြေးလာခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့တယောက်တည်းခရီးစိန်ကယာနုတို့အဖွဲ့နဲ့တွေ့ခဲ့တာဖြစ်တဲ့အကြောင်းရှင်းပြလိုက်တော့အကြောင်းဆုံးကြားလိုက်ရတဲ့စမစ်လည်းရေခဲပြင်ပေါ်ဥရွားဖားရနဲ့ဖျက်ပြေးသွားတဲ့အချိန်တုန်းကအာရီနာရင်မကူးတက်လို့ဒီလိုဖျက်ပြေးတာမလားလို့မေးလိုက်ပါတယ်
တကယ်တမ်းမှာရင်ကူးတက်တာကပြဿနာမဟုတ်ပေမဲ့အရီနာပြောပြတဲ့သူ့ဆက်ကြောင်းကနည်းနည်းလေးလွဲနေတဲ့အကြောင်းစမစ်ကထောက်ပြလိုက်တော့ငကိုကလေးကလိန်ထားတဲ့အရီနာကလည်းဘာပြောရမှန်းမသိဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ဒါကိုစမစ်နဲ့သူပဲတီးတာမို့နှစ်ယောက်ကြားမှာပဲခဏထားလိုက်ကြပါတယ်သူတို့အဖွဲ့တွေခီးဆက်လိုက်ရင်ကရွာတရာကိုတွေးလိုက်ရတဲ့အချိန်မှာတော့ရိတ်ကရှာဖို့အကြံရသွားခဲ့ပေမဲ့အခုချိန်ထိရုရှားနယ်မြေထဲမှာပဲရှိနေသေးတာကြောင့်ပြန်အဖမ်းခံရမှာကိုလည်းကြောက်နေရသေးတာပဲဖြစ်ပါတယ်ဒါပေမဲ့စိတ်မြန်လက်မြန်ဗာကာကတော့ခဏပြောက်သွားတဲ့အချိန်မှာတင်ရွာထဲကခွေးတစ်ကောင်ကိုအားလုံးစားဖို့ဖမ်းလာခဲ့ပြီးတစ်ဖွဲ့လုံးကသူ့ကိုမကြည့်အောင်သူကတော့အားလုံးအတွက်ရိတ်ခါသွားရှာလာတာမို့မယုံတဲ့သူမစားဖို့ခက်ပြက်ပြက်ပဲပြောပြလိုက်ပါတယ်တစ်ဆက်တည်းဒီနေ့ကသူ့မွေးနေ့ဖြစ်တဲ့အကြောင်းပြောပြလိုက်ရင်ရွာထဲကခိုးလာတဲ့အရက်ပလင်းကိုပါထုတ်ပြလိုက်ပါတယ်အဒီနေ့ညကဗာကာရှာလာတဲ့ညနေစာကိုစားနေကြတဲ့အချိန်သူ့ကိုထားခဲ့မှမခံချင်လို့ပိုတနာစရာကောင်းတဲ့ဇလန်းကိုလှုပ်ကြံပြောခဲ့မိတဲ့အကြောင်းအာရီနာကဝန်ခံလိုက်ပါတယ်ပိုလန်ကွန်မြူနတီတဖြစ်လဲအရီနာမိဘတွေကရုရှားကိုပြောင်းလာတဲ့အချိန်မိသားစုလိုက်အဖမ်းခံခဲ့ရပြီးမိဘတွေမရှိတော့တဲ့စနစ်သမီးလေးအရီနာကတော့မိဘမဲ့ခေယာစီကိုပို့ဆောင်ခံခဲ့ရတာလည်းဖြစ်ပါတယ်။သူမှရုရှားနာမည်ရှိနေပေမဲ့ပိုလန်နာမည်ကိုပဲမှတ်မိနေခဲ့တဲ့အရီနာကရုရှားလက်အောက်မိဘမဲ့ခေယာမှာမနေခြင်းနဲ့အဆုံးထွက်ပြေးလာရင်ရန်သူတို့အဖွဲ့တွေနဲ့တွေ့ခဲ့တာလည်းဖြစ်ပါတယ်။ဒီအဖွဲ့ကလည်းလူတကူဝါသနာတစ်မျိုးဆိုပေမဲ့အကုန်လုံးကအေးချမ်းချမ်းသမားတွေကြီးပဲစုမိနေတာကြောင့်သူမအတွက်လုံခြုံရာဖြစ်လာနိုင်တဲ့အကြောင်းအရီနာကပြောပြလိုက်ပါတယ်။ဒီလိုနဲ့ပဲအခြေအနေတော်တော်များများကိုကြော်ဖြတ်အပြီးမှာတော့နယ်စပ်မြင်းစီခီးဆက်လာခဲ့ကြတဲ့ရာလူတို့တွေလည်းချင်းအန်ရကိုရင်ဆိုင်ကြပြင်ပါတယ်ဘလို့ပဲခက်ခက်ဘလို့ပဲမောင်းမောင်းမသွားတဲ့ချင်းအုပ်ကြီးတွေကြောင့်သူတို့တွေလည်းမျက်နှာတွေဖူးရောင်ရုံကလွှဲရင်ဘလို့မှမတက်နိုင်ကြပါဘူးအခြားဒေသခံတွေကတော့ပုံမှန်အတိုင်းသွားလာနေကြတာမို့မတက်တာတဲ့အဆုံးဇိုရန်ကပဲဒေသခံတယောက်ကိုသွားမေးဖို့ဆုံးဖြတ်လိုက်ပါတယ်ထောင်ပြေးတွေဖြစ်နေတာကြောင့်အခြားသူတွေနဲ့ဆက်သွယ်ဖို့ကြောက်နေခဲ့ကြပေမဲ့ဒီချင်းပြဿနာကတော့ဒီလိုမှမဖြေရှင်းရင်ဘလို့မှအဆင်ပြေမှာမဟုတ်ပါဘူးအဆုံးသတ်မှာတော့ဇိုရန်တိုကီတပေါက်ကြောင့်ချင်းမလာအောင်ဒေသခံတွေဝစ်ကြရတဲ့အရာမျိုးကိုရလိုက်ကြပါတယ်ဒီလိုပဲတနေ့တလန်ပကံဘယ်ရွေ့ဆိုသလိုမရမနာခီးဆက်လာခဲ့ကြရင်ကတယောက်ကြောင်းတယောက်ပူတည်လာခဲ့ကြပါတယ်အဆုံးသတ်မှာတော့စိုက်ဘေးရီးယန်ရထားလမ်းစီကိုရောက်လာကြပြီဖြစ်တာကြောင့်နေဆက်မြင်းစီရောက်ဖို့ဆိုရင်ဒီကနေ4-5ရက်လောက်ထပ်သွားရအောင်မဲ့အကြောင်းယာလုရှ်ကပြောပြလိုက်ပါတယ်ဘလို့အစင်မပြေမှုတွေပဲရှိလွတ်လပ်ဖို့အကြောင်းပြချက်နဲ့တစိမ့်တဝက်နဲ့ရှေ့ဆက်လာခဲ့ကြတဲ့သူတို့အဖွဲ့လေးကရုရှားမွန်ကိုနေဆက်မြင်းစီရောက်မှာတော့ဗာဂါကိုထားခဲ့ဖို့အကြောင်းဖန်လာခဲ့ပါတယ်ဘလောက်ပဲလူဆိုးကြီးဖြစ်နေပါစေဗာဂါကြီးရဲ့စိတ်ရင်းခံကိုသိနေတဲ့ယာလုရှ်ကသူတို့နဲ့ဆက်လိုက်ခဲ့ဖို့ပြောပေမဲ့ဒီမြေမှာမွေးဒီမြေမှာကြီးလာတဲ့ဗာဂါကတော့သူ့ခရီးစဉ်ကိုရုရှားနေဆက်မှာတဲ့အဆုံးသတ်လိုက်ပါတယ်ဒီနေရာမှာပဲယာနုတို့နဲ့လမ်းခွဲရတော့မယ့်အကြောင်းကိုပြောရင်းအမြဲဆောင်ထားလေးရှိတဲ့သူသားလေးကိုယာနုစီကိုလက်ဆောင်အဖြစ်ကမ်းပေးလိုက်ပါတယ်ရုရှားသားကြီးမပါတော့တဲ့ယာနုတို့ရဲ့ခီးစဉ်ကမွန်ဂိုမှာအဆုံးသတ်ဖို့စီစဉ်ထားတယ်ဆိုပေမဲ့လက်ရှိမွန်ဂိုနယ်မြေကလည်းကွန်မြူနစ်နယ်မြေဖြစ်နေတာကြောင့်ဝါဒတစ်ခုရဲ့အစွန်းရောက်နေတဲ့အကျိုးဆက်တွေကိုမလန့်မကန့်ကဘုံကြီးကျောင်းပြက်ကြီးတစ်ခုထဲမှာသူတို့တွေမျက်မြင်တွေ့လိုက်ကြပါတယ်အခုလိုဖျားเจ้าတွေဖျက်ဆီးခံရတာတွေဖုံးတော်ကြီးတွေအသက်ခံရတာတွေကဒီနေရာမှာတွေမဟုတ်ပဲသူကိုယ်တိုင်လည်းဖုံးတော်ကြီးဘဝနဲ့ကြုံနေခဲ့ရဘူးတဲ့အကြောင်းလက်ဗီယာဖုံးတော်ကြီးတစ်ဖြစ်လဲဗော့ကာအာရီနာကိုပြောပြလိုက်ပါတယ်အဲ့ဒီတုန်းကသူတို့ချက်เจ้าတွေဖျက်ဆီးခံရတဲ့အချိန်ဗော့စ်ကိုယ်တိုင်လည်းဖျက်ဆီးသွားတဲ့အဆောင်တယောက်ကိုတတ်ခဲ့ဘူးတဲ့အကြောင်းဝန်ခံလိုက်ပါတယ်အရင်အစီအစဉ်ဆိုရင်သူတို့ခရီးစဉ်ကိုမွန်ဂိုမှာအဆုံးသတ်ဖို့စီစဉ်ထားတာဆိုပေမဲ့အခုတော့မဖြစ်မနေရှေ့ဆက်ဖို့တိုင်ပင်နေကြပြီလည်းဖြစ်ပါတယ်တရုတ်ပြည်ဘက်ကိုသွားဖို့တွေးကြည့်ပေမဲ့လက်ရှိတရုတ်နဲ့ဂျပန်ကစစ်ဖြစ်နေတာမို့တိတ်အဆင်မပြေလာတဲ့အခြေအနေပဲဖြစ်ပါတယ်ဒီအတိုင်းသာဆိုဟိမဝန္တာကိုကြော်ဖြတ်ရင်အိန္ဒိယကိုသွားနိုင်မယ်ဆိုရင်တော့သူတို့တွေဗီတိန်စစ်တပ်ထဲကိုဝင်သွားလို့ရတဲ့အကြောင်းယာလုရှ်ကပြောပြလိုက်ပါတယ်တွေးကြည့်ရုံနဲ့တင်ပင်မဲနေဆိုပေမဲ့သူတို့လုံးဝလွတ်မြောက်ဖို့ဆိုရင်ဒီခရီးရှည်ကြီးကိုမဖြစ်မနေဖြတ်တန်းရမှာကြောင့်ယာနုတို့လည်းအခြေမဆွဲတော့ပဲတရွရွခရီးနေခဲ့ကြရင်မွန်ဂိုကထွက်ကနီးမှာတော့မြင်းစီလာတဲ့မွန်ဂိုအဖွဲ့တစ်ခုကိုတွေ့လိုက်ရပါတယ်အားလုံးကအကြောင်းလန့်နေခဲ့ကြပေမဲ့အသက်အကြီးဆုံးဖြစ်တဲ့စမစ်ကပဲသူတို့တွေမြင်းမဝဲနိုင်လောက်အောင်ဆင်းရဲလွန်းလို့ခြေချင်းခရီးနေရတဲ့အကြောင်းနဲ့တဦးတည်းသောမိန်းကလေးအာရီနာကလည်းသူ့သမီးဖြစ်တဲ့အကြောင်းပြောပြလိုက်တော့အားလုံးကအဆင်ပြေသွားခဲ့ကြပါတယ်ဒါပေမဲ့မွန်ဂိုကလေးတယောက်ကရေတထုတ်လာပေးသွားတာကိုတော့နားမလဲပါမလဲနဲ့ယူထားလိုက်ခဲ့ကြပါတယ်ရှေ့ဆက်ခရီးနေလာရင်ကမှဖျက်သိမ်းရမယ့်တဲခန္ဓာရကိုတွေးလိုက်ရတာကြောင့်အဲ့ဒီရေထုတ်ကဒါအတွက်ပေးသွားတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ကြပါတယ်နေရာပေါင်းစုံအခြေအနေပေါင်းစုံကိုဖျက်ဆီးခဲ့မှုပေမဲ့ခန္ဓာရရဲ့အပူချိန်ကတော့သူတို့ကိုကောင်းကောင်းကြီးဒုက္ခပေးနေပြီပဲဖြစ်ပါတယ်။တရွေ့ရွေ့ခရီးနဲ့လာခဲ့ရင်ကရေလဲပြတ်နေပြီမို့ယာနုရှ်ပြောသလိုတောင်ဘက်ကိုကြီးဥတီနေမယ့်အစားရောက်တဲ့နေရာရဲ့ပတ်ဝန်းကျင်မှာရေရင်ရှာကြဖို့စမစ်ကနားချလိုက်ပါတယ်။လမ်းကြောင်းကနေသွေးဖယ်သွားတာကခရီးကိုပိုချစေနိုင်တယ်ဆိုပေမဲ့လက်ရှိမှာလည်းရေမရှိရင်သူတို့တွေရှေ့ဆက်ဖို့ဖြစ်နိုင်တော့တာကြောင့်အားလုံးရဲ့ဆန္ဒကိုယာနုရှ်ကပဲလိုက်ရောပေးလိုက်ရပါတယ်။ခန္ဓာရရဲ့မျက်စိတစုံမှာတန်လျက်တွေကိုမြင်နေရပြီးယာနုကလည်းနေအပူချိန်ကြောင်းလို့ပြောခဲ့ပေမဲ့စမစ်ကရေတွင်းတစ်ခုဖြစ်နိုင်တဲ့အကြောင်းပြောပြလိုက်ပါတယ်။အဖွဲ့ထဲကတယောက်ကတန်လျက်ဆိုရင်ငှက်မနေဘူးလို့ပြောကရှေ့ကနေပြေးသွားကြီးမှပဲတကယ်တမ်းရေတွင်းတွင်းကိုရှာတွေ့သွားခဲ့ကြပါတယ်။
ထမင်းအသက်9ရက်ရေအသက်တမနက်ဆိုတဲ့အတိုင်းနေကင်းပတ်ဆိုရင်တေလောက်အောင်ပူတဲ့ခန္ဓာရမှာရေကရွှေပဲဆိုပေမဲ့မဖြစ်မနေခီးဆက်ရမယ့်သူတို့အတွက်ကတော့ဘလို့ပဲရေရှိတဲ့နေရာဖြစ်ဖြစ်ကြာနေလို့မရပဲကိုစီကိုငါရသမျှရေကိုတက်နိုင်သမျှတေချရင်ခန္ဓာရရဲ့အိုအေစစ်လေးကိုကြောခိုင်းလာခဲ့ကြရပါတယ်ဒီကြားတဲ့သဲမုံတိုင်းတစ်ခုကိုပါထက်မှန်ရင်ဆိုင်လိုက်ရတာကြောင့်ပါသမျှရေတွေကုန်နေတဲ့အစုံနင်းနေညညလမ်းလျှောက်နေရတဲ့ဒီခီးစဉ်ကြီးကအာရီနာရဲ့ခန္ဓာကိုယ်ကိုအကြီးအကျယ်ထိခိုက်လာစေခဲ့ပါတယ်အပူဒဏ်ကိုလူလဲခံစားနေခဲ့ရတဲ့အပြင်ခြေထောက်တွေပါရောင်ကိုင်းနေတဲ့အာရီနာကိုကြည့်ရင်မတက်တာတဲ့အစုံယောက်ျားလေးဖြစ်တဲ့သူတို့ကပဲတယောက်တည်းလဲပွေ့ချီလာခဲ့ရပါတယ်တခြားလုံးကြောင်ကနန်းတွေရေရွတ်နေတဲ့အာရီနာကအဆုံးသက်သူ့ကိုမြေပြင်ပေါ်ကိုချပေးဖို့တောင်းဆိုလိုက်ပါတယ်ဒီနေ့ဒီနေရာရောက်တဲ့အထိတခြားလုံးသူ့ကိုအဖေတယောက်လိုအကိုကြီးတွေလိုကာကွယ်ပေးခဲ့တဲ့ယာလူတို့တယောက်ချင်းစီကိုအကြီးနဲ့ကျေးဇူးတင်ကြောင်းပြောပေးမှာတော့ငြိမ်သက်သွားတဲ့အာရီနာကသူတို့အဖွဲ့နဲ့လောကကြီးကိုပါတိတ်တိတ်ဆိတ်နှုတ်ဆက်သွားခဲ့ပြီလည်းဖြစ်ပါတယ်ဒီတစ်ချိန်လဲခန္ဓာရထဲမှာအာရီနာကိုကောင်းကောင်းမွန်မွန်မြုပ်နှံပေးလိုက်ကြပါတယ်ဘလို့ပဲယောက်ျားရင်းမကြီးတွေပဲဖြစ်နေပါစေခန္ဓာရအပူချိန်နဲ့အစာရည်စာငတ်ပြတ်မှုတွေအောက်မှာတော့သူတို့တွေလည်းတစားချင်းပြိုလဲစာပြူလာနိုင်ကြပြီလည်းဖြစ်ပါတယ်အားလုံးပင်မဲ့လာတဲ့ချိန်သောမတ်ကခီးစဉ်တစ်ချောင်းလုံးသူဆွဲလာတဲ့ပုံတွေကိုထုတ်ပြလိုက်တော့ပါရမီပါတဲ့သောမတ်ကိုအားလုံးကချီးကျူးလိုက်ကြပါတယ်လူရုပ်တောင်မပေါ်သေးတဲ့သူတို့ရုပ်တွေကိုသောမတ်ကတရုပ်ဖော်ထားတာကအသက်ဝင်လုံးတဲ့အကြောင်းလည်းပြောပြလိုက်ကြပါတယ်ဒီလိုနဲ့ပဲတနေပြီးတနေ့ခီးဆက်လာခဲ့ကြရင်ကသူဆံမသွားနိုင်တော့တဲ့အကြောင်းစမစ်ကလက်လျှော့လာခဲ့ပါတယ်ဒီလူကြီးကိုမထားနိုင်ခဲ့တဲ့ယာနုရှ်လည်းဇိုရန်တို့ကိုအရင်သွားခိုင်းလိုက်ပြီးသူကတော့စမစ်ကိုဒရရင်ဖြည်းဖြည်းချင်းခီးဆက်လာခဲ့ကြပါတယ်ဒီလိုနဲ့ပဲသူတို့တွေခန္ဓာရကိုဖျက်ကျော်လာခဲ့ကြပေမဲ့အခုထိတော့ရေရှာလို့မရသေးပါဘူးတမနက်ခင်းမှာတော့မွေတကောင်နောက်ကိုနိုင်အောင်ခံလိုက်သွားတဲ့တော်မတ်ရှောင်းစိတ်ရည်ပေါက်လေးတစ်ခုကိုရှာတွေ့သွားခဲ့ကြပါတယ်မြေပြင်ပေါ်မှာစိမ့်ထွက်နေတဲ့ရေအိုင်လေးဆိုပေမဲ့သူတို့အတွက်တော့ရွှေရှာတွေ့တာထက်တန်ဖိုးရှိနေတာကြောင့်အသက်ဆက်ဖို့အဆင်ပြေသွားခဲ့ကြပါတယ်ဖြစ်တယ်လို့မွေတကိုပါဖမ်းစားနေရတဲ့သူတို့ရဲ့ဘဝကအတော်လေးရည်စရာကောင်းနေတဲ့အကြောင်းဇိုရန်ကထားဖောက်လိုက်ပါတယ်ခန္ဓာရရဲ့အပူဒဏ်အပြင်နေနေညညပင်မလုံးတဲ့အချိန်တွေကြောင့်ဘုံဘုံလဲနေတဲ့စမစ်လည်းရှေ့ဆက်သွားရမယ့်ခီးမှာသူ့ကိုထားခဲ့ကြဖို့ယာနုရှ်ကိုတောင်းဆိုလိုက်ပါတယ်ကျင်နာတက်တဲ့ယာနုရှ်ကတော့အဲ့ဒီလိုမျိုးမဟုတ်ပဲအခုချိန်မှာတည်ခြင်းတရားကလွတ်လပ်မှုဆိုရင်ရှင်သန်ခြင်းကရောဘာလဲလို့စပစ်ကိုပြန်မေးလိုက်ပါတယ်အရင်ကသူ့မှာတားတယောက်ရှိခဲ့ဘူးပေမဲ့စီရေးနဲ့အရှုပ်တော်ပုံတွေကြားမှာတားဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့စမစ်ကဒီနေ့အချိန်ထိအပြစ်ရှိစိတ်တွေနဲ့ရှင်သန်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါဆိုရင်သူ့မှာလည်းဇနီးတဲ့တယောက်ရှိတဲ့အကြောင်းယာနုရှ်ကပြောပြလိုက်ပါတယ်။တချို့လို့ဆွဆွဲခံရတဲ့အချိန်ဇနီးတဲ့နဲ့ချင်းချောက်လာတာကြောင့်သူဝန်ခံခဲ့ရတာဆိုပေမဲ့သူဇနီးတဲ့အတွက်ကတော့အဲ့ဒီအဖြစ်အပျက်ကတဘဝလုံးအပြစ်ရှိစိတ်နဲ့ရှင်သန်သွားစီမှာဖြစ်တဲ့အကြောင်းယာနုရှ်ကပြောပြလိုက်ပါတယ်။ဒါကြောင့်အခုသူထွက်ပြေးတယ်ဒီနေ့အချိန်ကြီးရှင်တန်အောင်စူးစမ်းခဲ့တယ်ဆိုတာကလည်းဒီနေ့မှသူအိမ်ကိုအရောက်ပြန်ရင်သူအသက်ရှင်နေသေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့သူဇနီးရဲ့အပြစ်ရှိစိတ်ကိုခြေပြတ်ပြေးကျင်တာဖြစ်တဲ့အကြောင်းယာနုရှ်ကပြောပြလိုက်ပါတယ်ယာနုရှ်ရဲ့အားပေးစကားကစမစ်အတွက်အလုပ်ဖြစ်သွားပုံပေါ်လာပြီးအဒီနေညာကတခုခုကိုသဘောပေါက်သွားတဲ့စမစ်လေးနောက်နေ့မနက်အရင်ဆုံးရှေ့ဆက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်မလျှော့သောဆွဲဝရိယတို့ကြောင့်တိတ်မကြခင်မှာပဲသူတို့ရဲ့ခီးစဉ်ဖြစ်တဲ့တရုတ်ပြည်မဟာတတိုင်းကြီးကိုကြော်ဖြတ်ရင်းနှင်းဖုံးနေတဲ့ဟိမွန်နာမြီစီကိုခြေချနိုင်ခဲ့ကြပြီလည်းဖြစ်ပါတယ်လမ်းမှာလည်းတိဘက်လူမျိုးတွေနဲ့ဆုံတွေ့ခွင့်ရခဲ့တာကြောင့်သူတို့ရဲ့အိန္ဒိယခီးစဉ်ကဒီတောင်တန်းတွေရဲ့အလုံးမှာဖြစ်တဲ့အကြောင်းသိလိုက်ရပါတယ်ဒါပေမဲ့အခုချိန်သွားရင်နှင်းတွေနဲ့လမ်းပြောက်သွားနိုင်တာကြောင့်ຫນွေဦးမှသွားကြဖို့ဒေသခံတိဘက်တွေကအကြံပေးလိုက်ကြပါတယ်ယာနုရှ်ကတော့ချက်ချင်းသွားခြင်းပေမဲ့သူတို့ရဲ့ကိုစီကုံကအိမ်ပြန်လန်းကလက်တကန်းလိုကိုရောက်နေပြီဖြစ်တာကြောင့်ခဏလောက်ဖြစ်နားလိုက်ကြဖို့စပစ်ကနားချလိုက်ပါတယ်ပထမဆုံးအချိန်နွေထွေးအေးရတဲ့အရင်းညာရဲ့အဆုံးမှာတော့လွတ်မြောက်သွားပြီဖြစ်တဲ့သူတို့တွေဘာဆက်လုပ်ကြမလဲဆိုတာအချင်းချင်းထုတ်ပြောဖြစ်ခဲ့ကြပါတယ်အမေရိကန်သားကြီးစမစ်ကတော့အမေရိကန်ကိုပဲမဖြစ်မနေပြန်มาဖြစ်တယ်လို့ရုရှားနဲ့ဂျာမန်တွေကိုမကြည့်တဲ့ဇိုရန်ကတော့စစ်တပ်ရင်သေးဖို့ပဲဆုံးဖြတ်ထားတာဖြစ်ပါတယ်ထောမတ်နဲ့ယာနုကတော့ဘလောက်ပဲကြာအင်ကိုပဲပြန်ကျင်တာဖြစ်တဲ့အကြောင်းအိမ်မက်ကိုစီကိုဖွင့်ရပြလိုက်ကြပါတယ်နောက်နေ့မနက်မှာတော့တရုတ်ကနေတဆင်းအမေရိကန်အထူးတပ်ဖွဲ့စီကိုပြန်ဝင်ဖို့ဆုံးဖြတ်ထားတဲ့စမစ်ကတိဘက်မှာပဲကြံနေခဲ့လိုက်ပြီးຫນွေဦးထင်မဆောင်ကြတော့တာကြောင့်ယာနုတို့၃ယောက်ကတော့နှင်းနုတွေကိုကြော်ပြန်ရင်အိန္ဒိယစီကိုရောက်လာခဲ့ကြပါတယ်စိမ့်လန်းတဲ့မြက်ခင်းနှွေးထွေးတဲ့အငွေအသက်ချိုးသားတဲ့အိန္ဒိယဒေသခံတွေရဲ့အပြုံးအောက်မှာတော့ယာနုတို့ဦးဆောင်ခဲ့တဲ့လွတ်မြောက်ရေးခီးစဉ်တစ်ခုကတော့ဆုံးခန်းတိုင်သွားခဲ့ပြီလည်းဖြစ်ပါတယ်1945ခုနှစ်မေလ10ရက်နေ့ရောက်မှာတော့ဥရောပရဲ့အောင်ပွဲတွေကဆိုဗီယက်အစိုးရကိုပိုလန်နယ်မြေကနေတိုက်ထုတ်နိုင်ခဲ့ကြပါတယ်ဒီလွတ်မြောက်ရေးတိုက်ပွဲတွေက1968ခုနှစ်အထိတမြင့်မြင့်ကြာရှည်နေခဲ့ရင်အဆုံးသက်1980ရောက်မှာတော့တည်ငြိမ်တဲ့တန်တမာရေးတစ်ခုက9နှစ်အကြာ1989ခုနှစ်မှာပဲပိုလန်ကိုအပြီးတိုင်လွတ်မြောက်သွားစေခဲ့ပါတယ်ပုံမှန်တော်ထားနေကြအိမ်ဝကြောက်တုံးတွေကအခုအချိန်နဲ့မပြောင်းလဲသေးသလိုအချင်းရဲ့တိုက်စားမှုအောက်မှာဇပင်နေဖြူရင်းဇရာကဝါမြုပ်သွားခဲ့ပေမဲ့တရွေချင်းအိမ်ပြန်လာခဲ့တဲ့ယာနုရှ်ရဲ့ခီးစဉ်ကိုစောင့်နေပေးတဲ့ဇနီးတွေကအလွမ်းမျက်ရည်တွေအောက်မှာအနှွေးထွေးဆုံးကြိုးစိုးနေခဲ့တာပဲဖြစ်ပါတယ်အခက်ခဲတွေကြားမှာတည်ဆုံးခြင်းကအဖြစ်တစ်ခုဆိုရင်ဆက်လက်ရှင်သန်ဖို့ကြိုးစားခြင်းကရောဘဝရဲ့ဘလို့အဖြစ်မျိုးဖြစ်မလဲဆိုတာဒီဇာလန်လေးကိုကြည့်ပြီးကျွန်တော်တို့အမြဲအမှတ်ရနေသင့်တာပဲဖြစ်ပါတယ်